2025 ခုနှစ်အတွက်မြန်မာရုပ်ရှင်ထူးချွန်စုစစ်စစ်အကဲဖြတ်ရေးအဖွဲ့ကစစ်စစ်ရွေးချယ်ခဲ့တဲ့ရုပ်ရှင်အနုပညာစုတစုဖြစ်တဲ့အကောင်းဆုံးအမျိုးသားဇက်ပို့စုကိုကြေညာတော့မှာဖြစ်ပါတယ်ရှင်။နေပြိုးအောင်ရုပ်ရှင်ဒုပညာရှင်တက်ပညာရှင်များနဲ့ဧည့်သည်တော်ကြီးများခင်ဗျာမင်းမဟာရုပ်ရှင်ကထုတ်လုပ်ပြီးဒါရိုက်တာ PK ရိုက်ကူးတဲ့မြစ်လက်တက်ပေးမဲ့ရေးစည်းကကျန်းတဲ့ဇာတ်ကားမှာအယက်သမားကြီးအဖြစ်နေမျိုးအောင်ကပိုင်နိုင်ပြည်ပြင်းစွာတရုတ်ဆောင်သွားခဲ့ပါလိနေမျိုးအောင်ဟာအယက်သမားကြီးဖြစ်တရုတ်ဆောင်ရမှာရုပ်စင်းသွင်းမြင်ကိုပြည်ပြင်းအောင်ဖန်တီးစိတ်ခံစားချက်နဲ့ခံစားသက်ဝင်တရုတ်ဆောင်ချက်တွေဟာဇက်ကိုများစွာပံ့ပိုးပေးနိုင်ခဲ့ပါလိနေမျိုးအောင်ဟာဇက်ရဲ့အဓိကဇက်ရုပ်နဂရောအသိရဲ့ဘဝတစ်လျှောက်အနှိမ့်အမြင့်အထက်အကျအလှဲ့အခွေတွေမှာအရက်ရဲ့ကြေးကျွန်အယက်သမားကြီးဖြစ်ပြည်ပြင်းစွာဇက်ဖို့ပေးနိုင်ခဲ့တာကြောင့်2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ဖို့စုကိုနေမျိုးအောင်အားမြန်မာရုပ်ရှင်ထူးချွန်စုစီစစ်အကဲဖြတ်ရေးအဖွဲ့ကရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ဖို့စုရှင်နေမျိုးအောင်ရဲ့ကောင်းတို့ရာရာသရုပ်ဆောင်ပြကွက်တချို့ကိုထုတ်နှုတ်ပြသသွားမှာဖြစ်လို့ရှုမြင်ခံစားအားပေးကြပါခင်ဗျာမတော်မင်းဘာမှနားမလဲပဲနဲ့ဝင်ပြောပြန်ပြီဘာနားကြီးတယ်ဟာလက်သမားလှုပ်ဆိုတာလှုပ်ချင်တယ်လှုပ်လို့ရတယ်လှုပ်မှမဟုတ်တာဟာအိမ်ဆောက်တဲ့လူရှိမှလက်သမားလှုပ်ဆိုတာလှုပ်လို့ရတာအိမ်ဆောက်တဲ့လူမရှိဘဲနဲ့ငါဘယ်မှာသွားလှုပ်ရမှာဟမ်ပြောသမ်းပါဦးရှင်တနေကုန်မူးယူနေတာဘသူကခေါ်ခိုင်းမှာတော့အမမင်းရမြန်ငါ့ကိုပြောသေးတယ်ဟာလားမင်းကြတော့လေဆက်လက်ခိုးပြီးတောင်းနေတာငါမပြောလိုက်ချင်ဘူးကဲမပြောလိုက်ချင်လည်းမပြောနဲ့တော့ရှင်ရက်ဖို့လို့ချင်တာမလားရောက်ယူပါမဆူနင်တော်လိုက်တိတက်လာပြီနင်လည်းမစိတ်ပြေလက်ပြအလိုလေးပါလေးလို့ကိုစိတ်ကူးမရှိဘူးလားနင်လှုပ်နေတာပဲအသိညာငါလှုပ်ဖို့လိုသေးလို့လားနင်ကလေးတွေဘီးဖားမင်းဖြစ်သွားမှာစိုးလို့ငါပြောနေတာဟဲ့တင်းရဲ့စောစီနားရင်ညီးလိုက်တာဟာနင်ခေါင်းငါတို့နေတယ်လေနင်ဘာဖြစ်လို့မရောင်းတာလဲငါရောင်းချင်းဆောက်နေတာဟဲ့နားလဲလားနင်ကအဲ့လိုလားငါတောင်းတဲ့ပတ်သက်ပေးရင်ပေးနင်မပေးဘူးဆိုရင်နင်လီသေးပြီးဟန်ဆောင်ထားတာတွေတရွာလုံးသိအောင်ငါလိုက်ပြောပလိုက်မှာပေးတာငါဆောင်နင်ဒီကိစ္စတွေဘယ်သူမှရှောက်မပြောနဲ့နော်တော်ဒီငါနဲ့မျိုးဟောခေါ်နေနောက်ညင်းမြပဲဟာနေပါပြောမလို့လေပြောငါခေါင်းထဲမှာထက်ထားတဲ့ပတ်စံနေသွားလားမလားနေရလေနေပတ်စံကိုငါဘာကိစ္စယူရမှာအမနေမယူလားဘယ်သူယူမှာလဲဟဲ့ကောင်ကနေပါနေထားမှပြီးတော့ငါ့ကိုလာမဆွဆွဲနဲ့ငါပတ်စံပြန်ဖေးမရှိတော့ကုန်ပြီချောင်းနေချောင်းစားခြင်းနဲ့ကောင်ဟဲ့ကောင်နေပါစကားပြောလာလေနေပတ်စံကိုပိတ်ထားလိုက်တော့ငါနားကြီးလာပြီဟာဒီကောင်မနဲ့ဟဲ့ငါပြောစရာရှိရတော့ပြောရမှာဒီကောင်မဝါလို့ဟာငါဆောင်ရှင်ဘာတွေမွေလာပြန်ပြီလေငါဘာမှမမွေဘူးမိသိရဲ့ဒီကောင်နဲ့တက်တက်မိုက်ကြီးလိုက်ခွဲနေဘာမိုက်ကြီးခွဲရမှာလဲကွာကြောက်ဝိုင်းဝင်လောင်းနေ
ရှုံးလို့ရှုံးပွဲကိုပြောက်ဖြတ်ပြီးတော့တွက်ပြသွားတယ် ညဆောင်နေတော်တော်ပြဿနာရှာပါလား ငါဘာမှပြဿနာမရှာပါဘူးမိသေးရဲ့ဒီကောင်လေးသက်သက်မဲ့လိုက်လုံးနေတာပြီးတော့လည်းငါချက်ကရှုံးသေးတာမဟုတ်ဘူးဟဲ့ ဒီရှောင်းတော့ထပ်ပေးသွားမဟုတ်လား ဟဲ့ငါချက်မရှုံးဘူးရောပေးလည်းမပေးနိုင်ဘူးကွာဘယ်လိုဘာလို့ငါလေးလေးပြီးဦးနေလို့ကွာမင်းမိမရှိရထိုင်းရည်တမီလောက်တောင်းတောင်းတာမင်းမိမမပေးဘူးကြီးပြောနေတယ်ကွာ မင်းကျွေးတော်တော်များနေပြီလေပတ်သက်လို့ချင်းလို့ထိုင်းရင်ရောင်းနေတာကွာစတုရိတာတိုက်နေတာမဟုတ်ဘူး ဟုတ်ပါတယ်ဒီကိုစီဟာငါတကယ်အရန်ကိုတောက်ချင်နေလို့ပါမနေနိုင်လို့ပါကွာမင်းမျိုးတမျိုးတော့ပြောပြပါကွာမင်းရတယ်နော် မင်းမပေးလဲ မပေးနဲ့ မပေးနဲ့တဲ့မပေးနဲ့တဲ့ ဟာမင်းတို့လေများများကတော်တော်အတိုင်ပေါက်ကိုညီနေဟုတ်လားတကယ်မပေးဘူးလား မ မင်း ပေးဘူးကွာ သေးကြတယ်နော် သေးကြတယ် မင်းစကားမပြေတော့ဘူးလားရ ပြင်းတော့ကွာ မပြေလည်းမပေါက်ဘူးကွာ မတောင်းနဲ့ကွာ Nothing like that. အားလုံးပဲမင်္ဂလာပါဗျာနိုင်ငံတော်အကြီးအကဲများနဲ့တကွကြွားရောက်လာကြတဲ့လူကြီးမင်းများကျွန်တော်တို့ရုပ်ရှင်အတတ်ပညာရှင်အနုပညာရှင်များအကယ်ဒမီအတွက်အကဲဖြတ်ပြီးတဲ့ဘုတ်ဖွဲ့ဝင်များကျွန်တော်ချစ်တော်ပရိသတ်များအမျိုးမျိုးနေနေမှာ TV ဖန်သားပြန်နေကြည်နေတဲ့နေမျိုးရဲ့အနုပညာချစ်တဲ့ပရိသတ်များကိုဒီနေရာနေကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာဟုတ်ကဲ့ပါမြစ်လက်တဲ့အဖွဲ့သားများကိုလည်းအရန်ကိုကျေးဇူးတင်ပါတယ်ဒရိုက်တာ PK ဇန်ညွန်းရေးဆရာမစာရေးဆရာဆောင်းလူလင်းမြင့်လက်တဲ့ပြိမဲ့ရည်စည်းကကျန်းတယ်ဆိုတဲ့စကားတွေမှာပေါဝင်ကြခဲ့တရုတ်ဆောင်များကျွန်တော်ချစ်တော်ညီကိုများကျွန်တော်ဒီနေရာနေကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာကျွန်တော်တငယ်ချင်းဖြစ်စီခြင်းနဲ့ကျွန်တော်အကယ်ဒမီရွှေစွန်းရုပ်ထုကိုရခဲ့ပါပြီဗျာအဲ့တွေလည်းကျွန်တော်တငယ်ချင်းကိုအရန်ကိုကျေးဇူးတင်ပါတယ်တငယ်ချင်းနေတော့ကျေးဇူးတင်ပါတယ်ဗျာကျွန်တော်အနုပညာတက်တန်းနှစ်30ပြည့်ခဲ့ပါပြီကျွန်တော်အနုပညာတက်တန်းနှစ်30အတွင်းမှာကျွန်တော်နောက်ကနေပြီးတော့မညီမညူပဲနဲ့ကျွန်တော်ရဲ့အမှုပညာနဲ့ပတ်သက်ပြီးနောက်ကဝေယဝစ္စလိုက်လုပ်ပေးတဲ့ကျွန်တော်ချစ်သောအယုတုံးကြီးကျွန်တော်ရဲ့အာပြေးစိန်ကိုလည်းကျေးဇူးတင်ပါတယ်လို့ကျွန်တော်သားနဲ့သမီးလည်းပျော်နေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဗျာကျေးဇူးတင်ထိုက်တဲ့သူအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဗျာ